လက်ရှိကမ္ဘာအခြေအနေဟာယူကရိန်းစစ်ပွဲဂါဇာပဋိပက္ခအရှေ့အလယ်ပိုင်းဒေသ၏မတည်ငြိမ်မှုများအင်အားကြီးနိုင်ငံများကြားအားပြိုင်မှုများအပြင်ဗင်နီဇွဲလားအပေါ်အမေရိကန်၏အရေးယူဆောင်ရွက်မှုများနှင့်ဂရင်းလန်းကျွန်းကိုအမေရိကန်ကထိန်းချုပ်ရန်ကြိုးပမ်းမှုတွေကြောင့်ရှုပ်ထွေးပွေလီသည့်အခြေအနေသို့ရောက်ရှိနေပါသည်ဒီအကြက်တဲတွေဟာဒေသတွင်းအခင်းအကျင်းများဒါမှမဟုတ်ပြိုင်ဘက်နိုင်ငံများ၏ရည်မှန်းချက်များကြောင့်သာမဟုတ်ဘဲအမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနှင့်ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုပုံစံနှင့်ပတ်သက်ပြီးအတွင်းစည်းတွင်သဘောထားကွဲလွဲမှုများ၏ရလဒ်များဖြစ်ပါသည်ဒီအားပြိုင်မှု၏ဗဟိုချက်ဟာသမ္မတဒေါ်နယ်ထရန့်နှင့်အမေရိကန်လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း American Deep State ဟုအများကခေါ်ဆိုကြသည့်အင်အားစုတို့ထိပ်တိုက်တွေ့နေခြင်းဖြစ်ပါတယ်။လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း Deep State အဆိုသည်မှာအစိုးရထက်တွင်ရှိနေသည်ဟုယူဆရသည့်ရွေးကောက်ခံမဟုတ်သောဩဇာကြီးအဖွဲ့အစည်းများအမြင့်တွင်နေသောအကျိုးစီးပွားအုပ်စုများနှင့်ဝါဒရေးရာကွန်ရက်များပါဝင်သည့်အင်အားစုဟုမှတ်ယူနိုင်ပါတယ်။ဒါအပြင် Deep State ကိုအရေးထဲမှအစိုးရအဖွဲ့လျှို့ဝှက်အစိုးရအဖွဲ့မမြင်ရသည့်အစိုးရအဖွဲ့အစရှိသဖြင့်အမျိုးမျိုးခေါ်ဆိုလေးရှိပါတယ်။ဒီပဋိပက္ခသည်ငြိမ်းချမ်းရေးနှင့်စစ်ပွဲကြားတစ်ဖက်အားရွေးချယ်မှုမျိုးမဟုတ်ဘဲအမေရိကန်၏အာဏာကိုမည်သူကထိန်းချုပ်မည်နည်းအာဏာအသုံးချမှုကိုမည်သို့သောအကြောင်းပြချက်ဖြင့်တရားမျှတအောင်ပြုလုပ်မည်နည်းနောက်ဆုံးတွင်မည်သူအကျိုးစီးပွားကိုအလုပ်အကျွေးပြုမည်နည်းဆိုသည့်မေးခွန်းများအပေါ်အခြေခံထားပါတယ်။တမိုင်းကြောင်းကိုပြန်လည်သုံးသပ်ရမည်ဆိုပါကအမေရိကန်၏နိုင်ငံခြားရေးမူဝါဒသည်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များတွင်အမြဲတမ်းပါဝင်ပတ်သက်နေရန်ပုံဖော်ထားခြင်းမျိုးမဟုတ်ခဲ့ပါဒုတိယကမ္ဘာစစ်မတိုင်မီကအမေရိကန်၏မဟာဗျူဟာသည်ထိမ့်သိမ်းလှုပ်ဆောင်ခြင်းနှင့်လိုအပ်သည့်ကိစ္စရပ်များတွင်သာပါဝင်ခြင်းအပေါ်မှာအခြေခံခဲ့ပါတဲ့အမေရိကန်သမ္မတဂျော့ဂျ်ဝါရှင်တန်သည်အမြဲတမ်းမဟာမိတ်ဖွဲ့ခြင်းကိုရှောင်ကျဉ်ရန်တတိပေးခဲ့ပူးပါတဲ့ဒီသတိပေးချက်သည်ပြည်ပရေးရာကိစ္စများတွင်နက်နက်ရှိုင်းပါဝင်ပတ်သက်ခြင်းသည်သမ္မတနိုင်ငံစနစ်ဖြင့်အုပ်ချုပ်မှုစနစ်ကိုထိခိုက်ပျက်ပြားစေမည်ဆိုသည့်စိုးရိမ်မှုကိုထင်ဟပ်စေခဲ့ပါသည်1823ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သောမွန်ရိုးဝါဒဟာဥရောပ၏အင်အားကြီးနိုင်ငံများအကြားအားပြိုင်မှုများကိုရှောင်ရှားရင်းအနောက်ကမ္ဘာခြမ်းတွင်အမေရိကန်၏လွှမ်းမိုးမှုကိုအတည်ပြုနိုင်ရန်စနစ်တကျအကောင့်ထဲဖော်ခဲ့ခြင်းဖြစ်ပါသည်ထိုအချိန်ကအမေရိကန်၏အာဏာသည်စစ်မှန်တော်လဲပထဝီဝင်အရကန့်သက်ချက်ရှိပြီးမဟာဗျူဟာမြောက်သတိထားဆောင်ရွက်သည့်ပုံစံမျိုးသာဖြစ်ခဲ့ပါသည်သို့သောဒုတိယကမ္ဘာစစ်နှင့်ဆိုဗီယက်ယူနီယံ၏အင်အားကြီးထွားလာမှုတို့ကထိုအခြေအနေကိုအခြေခံကျပြောင်းလဲစေခဲ့ပါသည်အမေရိကန်သည်နေတိုးကဲ့သို့သောအဖွဲ့အစည်းများနှင့်မာရှယ်စီမံကိန်းကဲ့သို့သောမူဝါဒများမှတဆင့်ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုအခမ်းကဏ္ဍကိုလက်ခံကျင့်သုံးလာခဲ့ပါသည်စစ်ပွဲသည်နိုင်ငံခြားရေးမူဝါဒ၏လက်နက်တစ်ခုမျှသာမဟုတ်တော့ဘဲအုပ်ချုပ်ရေးယန္တရား၏အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်ဒီလိုအခြေအနေမျိုးမှာပင်အမေရိကန်လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်းဟုခေါ်သည့်အင်အားစုသည်အတွေးအမြင်တစ်ခုအဖြစ်မဟုတ်ဘဲလုပ်ငန်းသဘာဝအရာအပြန်အလှန်အမိပြုနေသည့်စနစ်တစ်ခုအဖြစ်ပေါ်ထွက်လာခဲ့ပါသည်ကာကွယ်ရေးကန်ထရိုက်တာများထောက်လှမ်းရေးအေဂျင်စီများဗျူရိုကရေစီဖွဲ့စည်းများကျွမ်းကျင်ပညာရှင်အဖွဲ့များမီဒီယာအဖွဲ့အစည်းများနှင့်ပညာရှင်အတိုင်းအဝိုင်းများကအချင်းချင်းအားဖြည့်ပေးနေသည့်ဖွဲ့စည်းပုံတစ်ခုကိုတည်ဆောက်ခဲ့ကြပါသည်ထိုအုပ်စုများ၏တရားဝင်တည်ရှိမှုသည်စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသောအကြက်တဲများအပေါ်တွင်သာမူတည်နေခြင်းဖြစ်ပါသည်ရွေးကောက်ပွဲများကနိုင်ငံခေါင်းဆောင်များကိုသာပြောင်းလဲနိုင်ခဲ့တော်လဲမူဝါဒလမ်းကြောင်းများမှာမူတိတိတတ်တာတည်ငြိမ်နေခဲ့ပါသည်ရုရှား၏စစ်အင်အားချက်ထွင်မှုကိုခိုင်မာစေပြီးကမ္ဘာလုံးဆိုင်ရာအားပြိုင်မှုများအားပိုမိုနှက်ရှိုင်းစေသည့်ကြားခံစစ်ပွဲ proxy war တစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့ပါသည်ဂါဇာဒေသတွင်အမေရိကန်၏မူဝါဒမတည်ငြိမ်မှုနှင့်ဗရွေတက်သည့်ကိုကျင့်တရားစံနှုန်းများသည့်အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်းများကိုပိုမိုရဲတင်းလာစေခဲ့ပြီးအရက်သားများအပေါ်ကြီးမားသောဒုက္ခများကိုသာဖြစ်ပေါ်စေခဲ့ပါသည်ထရန့်၏ထွက်ပေါ်လာမှုသည်စစ်အေးတိုက်ပွဲလွန်ခေတ်ကအမြင့်တွယ်နေသောအယူအဆဟောင်းများကိုပြတ်တောက်သွားစေခဲ့ပါသည်ထို့ပြင်တန်တမန်ရေးရာကိုကိုချင်းတရားဆိုင်ရာအတိမတ်ပြုမှုအဖြစ်မဟုတ်ဘဲအကျိုးအမြတ်အတွက်အသုံးချရမည့်လက်နက်တစ်ခုအဖြစ်သာသဘောထားခဲ့ကြပါလေထရန့်သည်အီရန်နှင့်တင်းမာမှုများမြင့်တက်လာခြင်းကိုရှောင်ရှားခဲ့ပြီးရုရှားနှင့်တိုက်ရိုက်ထိပ်တိုက်တွေ့မှုကိုလည်းညှင်းပယ်ခဲ့ပါတယ်